လူတိုင်းဟာမိမိတို့ရရှိလာတဲ့ဘဝတစ်ခုကောင်းအောင်မပြင်ဘူးဆိုလို့ရှိရင်ဘဝတွေဟာနှိမ့်ကြပြီးတော့မလမပအခြေအနေမျိုးတွေရောက်သွားနိုင်တယ်လောကမှာအခုလိုပြုပြင်ပြီးတော့ကိုယ်ဘဝကိုပြုပြင်ပြီးတတိတံပစဉ္ညာတရားရှေ့ထားပွားများအထောက်သွားကြတဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့သွားကြဖရာအလောင်းတော်တွေဆိုတာကိုယ်ဘဝကိုပြင်ပြီးလို့ထူးခြားအောင်မြင်မှုရပြီးတော့ဘဝမှာအထက်တန်းကြတယ်နောက်ဆုံးမှာဘဝဒုက္ခတွေရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားနိုင်ကြတယ်ပေါ့ဒါကြောင့်မို့ကိုယ်ဘဝကိုပြင်ဖို့ဆိုတာအမတ္တမအရေးကြီးတယ်ကိုယ်ဘဝကိုမပြင်ဘူးဆိုလို့ရှိရင်သူ့ဘာသူအလိုလျောက်ကောင်းလာတယ်ဆိုတာမရှိနိုင်ဘူးကိုယ်ဘဝကိုထိန်းကျောင်းပြီးတော့ပြုပြင်သွားနိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာအမတ္တမထူးခြားတဲ့အနေအထားမျိုးကိုရရှိသွားတယ်ကောရမဘုရားလောင်းဟာမူလကဘုရားလောင်းမဖြစ်ခင်အလွန်ဝေးလံတဲ့အချိန်တုန်းကဒီလိုသူတော်စင်သူတော်မြတ်အနေနဲ့တွေ့ရမှာမဟုတ်ဘူးဘဝမှာဘဝမျိုးစုံကျင်လီခဲ့ထိုကျင်လီခဲ့တဲ့ဘဝတွေထဲမှာကိုထိန်းချောင်းပြုပြင်သွားသည့်အတွက်ကြောင့်နောက်ဆုံးဟာဘုရားဖြစ်လို့ရောက်ပြီးတော့သွားတယ်ဆိုတာယုံမှားစရာမရှိဘူးပေါ့ဒါကြောင့်မို့ကိုယ်ဘဝကိုပြင်တဲ့ပုဂ္ဂိုလ်သာလျှင်ထူးခြားအောင်မြင်မှုရနိုင်တယ်လို့မြတ်စွာဘုရားကဟောတာမြတ်စွာဘုရားဟောတဲ့တရားဒေသနာတော်တွေထဲမှာဘုရားကဟောကြားထားတဲ့စကားတရားတစ်ပုဒ်ရှိတယ်အတ္တနိစေပိယံစဉ္ညာရခေယနံသူရခိတံတိဏံမညတရံယာမံပฏิစက္ခေယပဏိတောလောကလူတွေဟာလူတိုင်းကိုချစ်ခင်ကြတယ်ကိုတန်ဖိုးထားကြတယ်ကိုလေးစားကြတယ်မြတ်စွာဘုရားကလည်းအတ္တသမံပေမနတ္ထိမိမိကိုယ်နဲ့အလားတူတဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးကိုဟာအချစ်ဆုံးပဲလို့ဒီလိုဟောထားတဲ့သုတ်တန်တွေရှိတယ်ဒါလူသဘာဝကိုဟောတာကိုလည်းဆန်းစစ်ကြည့်လို့ရှိရင်လောကမှာချစ်ခင်စရာပုဂ္ဂိုလ်တွေမြောင်များစွာရှိတော့လေကိုအချစ်ခင်ဆုံးဆိုတာဓမ္မသိကြတယ်ပေါ့အဲ့တော့ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တိုင်းဟာကိုပြင်ဖို့ဆိုတာအမတ္တမအရေးကြီးတယ်မြတ်စွာဘုရားကတတိပေးထားတာအတ္တနိစေပိယံစဉ္ညာကိုချစ်ခင်ထိုက်တဲ့ပုဂ္ဂိုလ်လို့ယူဆမယ်သိမြင်မယ်ဆိုလို့ရှိရင်တဲ့ရခေယနံသူရခိတံကိုစောင့်ရှောက်ပါပြုပြင်ပေးပါလို့ဒီလိုပြောတာအဲ့တော့ကိုမပြင်လို့ရှိရင်ချစ်ရမရောက်ဖဲနဲ့နှစ်ရရောက်တယ်ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မလို့ကိုချစ်ခင်တယ်လို့သိတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်တဲ့ပြုပြင်ရမယ်တဲ့တိဏံမညတရံယာမံပฏิစက္ခေယပဏိတောစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဘဝလူရဲ့ဘဝမှာအရွယ်၃မျိုးဆိုတာရှိတယ်ဒါတက်တန်းတရားရှိတဲ့လူသားတွေကိုသုံးပုံလိုက်တဲ့အခါကျတော့အရွယ်၃ပါးလို့ဒီလိုသတ်မှတ်ထားတယ်အရွယ်၃ပါးဆိုတာပထမအရွယ်ရဲ့ဒုတိယအရွယ်တတိယအရွယ်ပေါ့အဲ့တော့အသက်100တန်းဆိုလို့ရှိရင်တော့ပထမအရွယ်ဆိုတာပထမ33နှစ်ပဲဒုတိယ33နှစ်ကိုဒုတိယအရွယ်တတိယ33နှစ်ကိုတတိယအရွယ်လို့ဒီလိုအရွယ်၃ပါးပိုင်းခြားပြီးတော့ခွဲခြားပြီးတော့ကြည့်လို့ရတယ်လူတွေဟာအရွယ်လိုက်ကိုပြုပြင်ကြရတယ်ကိုယ်ဘဝကြီးပွားတိုးတက်အောင်လုပ်ကြအဲ့ဒီမှာကိုချစ်ခင်တယ်လို့သိတဲ့ပုဂ္ဂိုလ်တိုင်းဟာအရွယ်၃ပါးမှာတစ်ပါးကိုဧကနိဋ္ဌကိုပြုပြင်တဲ့အလုပ်ကိုလုပ်ရမယ်ကဲ၍မလုပ်လို့ရှိရင်
လူဘဝဟာပထမအရွယ်ပြီးရင်ဒုတိယအရွယ်ရောက်မယ်ဒုတိယအရွယ်ရောက်ပြီးရင်တတိယအရွယ်ရောက်မယ်